ကိုလက်ရှိရောက်နေတဲ့ခုနှစ်လပိုင်းဆိုတဲ့ကာလအတွင်းမှာတနင်္လာသားသမီးတွေကအထီးကျန်ဆန်နေတတ်တယ်လို့သတ်မှတ်လို့ရတယ်စိတ်ထဲမှာတယောက်တည်းဖြစ်နေတယ်လို့ခံစားရတာမျိုးတွေတယောက်တည်းနေရင်နဲ့စိတ်ဆန္ဒမျိုးတွေပိုဖြစ်နေတတ်ပြီးတော့မှအရာအားလုံးနဲ့အဆက်အသွယ်ဖျက်ပြီးတော့မှကိုယ့်ဘာနဲ့ကိုအေးစစ်စစ်တယောက်တည်းပဲတီးတီးတန့်တန့်လေးနေရင်နဲ့ဆိုတဲ့စိတ်ဆန္ဒမျိုးတွေဖြစ်နေတတ်တယ်ဒီအတွက်ကြောင့်တနင်္လာသားသမီးတွေအနေနဲ့ခုနှစ်လပိုင်းဆိုတဲ့ကာလအတွင်းမှာကံကောင်းလားဆိုးလားခွဲမယ်ဆိုရင်ကောင်းကျိုးပေးရဲ့အထဲမှာတော့ပါတယ်တယောက်တည်းဖြစ်နေပြီးအထီးကျန်ဆန်နေသလိုခံစားနေရတာဖြစ်တဲ့အတွက်ကြောင့်တော့တနင်္လာတွေရဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်တွေထဲမှာတခုခုလိုအပ်နေသလိုလိုကိုယ့်ရဲ့စိတ်ထဲမှာတစုံတရာကိုလိုအပ်နေသလိုလိုတခုခုကိုလွမ်းစွန့်နေတဲ့ပုံစံမျိုးလေးတွေကြုံလို့ရတတ်ပြီးတော့မှစိတ်ထဲမှာနေရထိုင်ရတာနည်းနည်းလေးအဆင်မပြေနေသလိုခံစားတတ်တဲ့အပိုင်းမျိုးတွေကြုံနေရတတ်ပါတယ်အဲ့ရတဲ့မှာပဲအေးစစ်စစ်လဲနေပြီးတော့မှအလုပ်တွေမလုပ်ချင်မနဲ့နားနေချင်နေဆိုတဲ့စိတ်ဆန္ဒမျိုးတွေလည်းပေါ်နေတတ်တယ်တနေ့ကသားသမီးတွေကအလုပ်ကိုင်ပိုင်းနဲ့ပတ်သက်တာလေးကိုကြည့်မယ်ဆိုရင်တော့ပေါ့ပေါ့ပဲရိုးရှင်းရှင်းပဲလွယ်ကူတဲ့စီပီတဲ့ကောင်းမွန်တဲ့လူသတ်မှတ်လို့ရမယ်အဓိကပြဿနာကတနေ့သားသမီးတွေအနေနဲ့လူအများနဲ့ဆက်ဆံတဲ့နေရာတွေမှာအဆင်မပြေတာမျိုးတွေများသောအားဖြင့်ကြုံတွေ့ရတတ်တာဖြစ်ပါတယ်ဒီလိုကြောင့်တနေ့သားသမီးတွေအနေနဲ့ခုနှစ်လပိုင်းမှာတတိထားမှာဆိုရင်တစ်ချက်ပဲရှိတယ်ကိုယ့်ရဲ့လုပ်ငန်းခွင်အတွင်းကလုပ်ဖို့ကိုင်ဘက်မိတ်ဆွေတငယ်ချင်းအပေါင်းအသင်းတွေအကြားအဆင်မပြေတာတွေဖြစ်တတ်တယ်ပြောရဆိုရတာအဆင်မပြေတာထက်ခါစကားတွေထက်တလီလီပြောနေရတာမျိုးတွေအလုပ်ကတော့အဆင်ပြေတယ်ဒါပေမဲ့လုပ်ငန်းပတ်ဝန်းကျင်အတိုင်းဝိုင်းမိသားစုနဲ့ဆက်ဆက်တဲ့ပုံစံလေးတွေမှာအဆင်မပြေတာအဖေမေညီကိုမောင်နှမတွေအကြားပြောရရန်ဖြစ်ရအစားရှိသဖြင့်စိတ်ဆိုးစိတ်ကောက်ဖြစ်ရတဲ့အခိုက်အတန့်မျိုးတွေလည်းကြုံတွေ့ရတတ်သလိုမျိုးကိုယ့်ရဲ့ချစ်သူရည်သားနဲ့ပြန်နှိုင်းယှဉ်မယ်ဆိုလို့ရှိရင်လည်းအရန်ကိုစိတ်ကျဉ်းကျက်ပြီးတော့မှမွန်းကျက်နေတတ်တယ်ဆိုတဲ့အနေအထားတစ်ခုကိုကြုံတွေ့ရတတ်တယ်ဒီတို့ကြောင့်တနင်္လာသားသမီးတွေကလွတ်လပ်ချင်တယ်ဆိုတဲ့စိတ်ဆန္ဒမျိုးတွေပေါ်နေတတ်တယ်အေးစစ်စစ်ပဲနေချင်တယ်တယောက်တည်းပဲနေချင်တယ်မြေတားရင်နဲ့ပတ်သက်တာဆိုလည်းမချစ်ဘူးမဟုတ်ဘူးတန်ရုံးစင်မရှိဘူးမဟုတ်ဘူးအေးစစ်လေးတတောင့်တတလေးနေချင်တယ်ဆိုတဲ့စိတ်ဆန္ဒမျိုးတွေကြုံတွေ့နေရတတ်တာဖြစ်ပါတယ်ငွေကြေးပိုင်းကိုလေ့လာမယ်ဆိုတော့တနင်္လာသားသမီးတွေကောင်းတယ်ငွေကြေးနဲ့ပတ်သက်တဲ့လက်လာပါတွေပွင့်လန်းလာမယ်မထင်မှတ်ဖက်နဲ့ငွေကြေးနဲ့ပတ်သက်တဲ့လက်လာပါတွေပွင့်လန်းလာမှာဖြစ်တဲ့အတွက်ကြောင့်ငွေကြေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့စိုးရိမ်စရာတော့ကောင်းလောက်တဲ့အဖြစ်အပျက်မျိုးအခိုက်အတန့်မျိုးတွေပြန်ကြုံတွေ့နေရမယ်ဆိုရင်လည်းအဆင်ပြေပြန်လဲပေါ့တော့မှာဖြစ်ပါတယ်အဲ့ဒါကြောင့်အလုပ်ကိုင်ပိုင်းနဲ့ပတ်သက်တာပြန်ကောင်းတယ်ငွေကြေးနဲ့ပတ်သက်တာပြန်ကောင်းတယ်အထီးကျန်ဆန်နေသလိုခံစားနေရတဲ့တောင်ဖြစ်ပြီးတော့မှတယောက်တည်းဖြစ်နေသလိုမျိုးကြီးကိုယ်ဒီမှာတစ်ခုခုလိုအပ်ပြီးတော့တယောက်ရဲ့နှွေးထွေးမှုကျင်နာမှုတွေလိုအပ်နေတတ်တယ်ဆိုတဲ့စိတ်ခံစားချက်လေးတွေတော့ရှိတတ်ပါတယ်ဒါလေးတွေကိုတော့တနင်္လာသားသမီးတွေကခုနှစ်လပိုင်းဆိုတဲ့ကာလအတွင်းမှာလုံးဝကိုသတိထားပေးရမှာဖြစ်ပါတယ်ခင်ဗျအကယ်၍များတနင်္လာသားသမီးတွေအနေနဲ့ကကျွန်တော်ရှေ့ကဟောပြောပေးသလိုမျိုးအခက်အခဲလေးတွေအဆင်မပြေမှုလေးတွေများကြုံတွေ့နေရတယ်ဆိုရင်မိမိအိမ်ကမြတ်စွာဘုရားမှာကြံရည်တစ်ခွက်ကက်လူပြီးတော့မှဆုတောင်းပေးပါခင်ဗျကြံရည်မရတဲ့နေရာမှာဆိုရင်လည်းကြံတကာလေးအနှဲငယ်မိမိအိမ်ကဖះမှာကက်လူပြီးတော့မှဆူတောင်းပေးပါလက်ရှိမိတ်ဆွေတို့တွေ့ကြုံခံစားနေရတဲ့စိတ်ပိုင်းဆိုင်ရာအခက်ခဲအညစ်အကြေးတွေအားလုံးလွင့်စင်ပပျောက်ပြီးတော့ခုနှစ်လပိုင်းဆိုတဲ့ကာလအတွင်းမှာလုံးဝကိုကန်စားတာတိတိတတ်တာထင်ထင်ရှားရှားကောင်း